Eric ဆိုတဲ့ကောင်လေးကစိန်ခံပစ္စည်းဆိုင်မှာသူ့ကောင်မလေး Katie အတွက်နိုင်လာရွေးနေပါတယ်အဲ့ဒီအချိန်မှာအယောင်ဝန်ထမ်းကောင်မလေးကဘာများကူညီပေးရမလဲရှင်းလို့မေးလိုက်တော့ကျွန်တော်ကောင်မလေးအတွက်လက်ဆောင်လာရွေးတာပါလို့ Eric ကပြန်ဖြေပါတယ်ဝန်ထမ်းကောင်မလေးကလည်းအရန်ချစ်ဖို့ကောင်းတာပဲဒါပေမဲ့အဲ့ဒီနာရီကဒေါ်လာ9သိန်းတန်တယ်နော်လို့ပြောပါတယ်ဒီတော့ Eric ကအဲ့လောက်မတန်တင်ဘူးသူ့ရဲ့အစိပ်ပိုင်းက3.5 မီလီမီတာလွဲနေတယ်အဲ့ဒါကြောင့်အချိန်3စက္ကန့်အတိုးလျှော့အမှားယွင်းဖြစ်လိမ့်မယ်ကျေးဇူးပြုပြီးအဲ့ဒါကိုဖယ်လိုက်ပါလို့ရှင်းပြလိုက်ပါတယ်ဆိုင်ဝန်ထမ်းကောင်မလေးကစိတ်မရှိတော့ပဲဒီမဲ့ကျမမှာဒီလိုလုပ်နေဖို့အချိန်မရှိဘူးကမ္ဘာပေါ်မှာအကြီးဆုံးစိန်ခံပစ္စည်းကုမ္ပဏီကြီး Every NH ကကျမတို့ကိုအခုလေးတင်ဝယ်လိုက်ပြီးတော့သူတို့ရဲ့လျှို့ဝှက်စမ်းကြဲတဲ့ပိုင်ရှင်ကဒီနေ့ဒီကိုလာမယ်လို့ပြောလိုက်ပါတယ်အင်းကျွန်တော်ကြားတယ်လို့ Eric ကပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Every NH ပိုင်ရှင်ဆိုပြီး Eric ရဲ့ပုံကြီးကိုလာချိတ်လိုက်ပါတယ် Eric က surprise လို့ပြောလိုက်တော့ဆိုင်ဝန်ထမ်းလည်းလန့်သွားပြီး oh my god ဝါကျမအနူးညွတ်တောင်းပန်ပါတယ် Mr. Dawson ရှင်မန်းကျမမသိလိုက်ဘူးလို့ပြတလဲတောင်းပန်ပါတော့တယ် Eric ကလည်းမပူပါနဲ့ကျွန်တော်ဒီနေ့ရိုးရိုးလေးပဲဝတ်လာတာပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဓမြတွေဝင်လာပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဓမြတွေဝင်လာပါတယ်အားလုံးကျမ်းပြင်ပေါ်ဝစ်နေကြဆန်းလို့ဓမြကအော်လိုက်ပါတယ်ပြင်ကတတ်တော်ဆောင်ရစ်ချက်ကလည်း Mr. Dawson ကျွန်တော်တို့ကိုလိုနေပြီးတွားကြဆိုကောင်လေးလို့ဆိုပြီးဝင်လာဖို့ပြင်ပါတယ်။မြက Eric ကိုမင်းဟိုအိတ်တွေကိုယူပြီးငါတို့နောက်လိုက်ခဲ့လို့ခိုင်းပေမဲ့အင်းငါတော့အဲ့လိုမထင်ဘူးလို့ Eric ကညင်းလိုက်ပါတယ်။ဓမြကစိတ်တူသွားပြီးကိုဆရာကြီးလှုပ်ချင်တဲ့ကောင်ပဲမင်းမျက်နှာကိုတနက်နဲ့မဖြစ်ခင်ငါ10စက္ကန့်အချိန်ပေးမယ်လို့ချိန်ချောက်ပါတယ်။9စက္ကန့်ပဲထားလို့ရမလားလို့ Eric ကပြန်မေးလိုက်တော့ဘာအင်း9စက္ကန့်အဲ့ဒါဆိုလုံလောက်ပါတယ်ငါလေး3မင်းတည်ပြီးကောင်းလေးနှစ်ပြီးတော့အဲ့ဒီအချိန်မှာဓမြကတနက်နဲ့ပြစ်ဖို့လုပ်ပါတယ်ဒါပေမဲ့ဓမြတွေရဲ့တနက်တွေကအလုံးမလုံးတော့ပါဘူးဘာဖြစ်တာလဲလှုပ်မနေနဲ့နောက်ဆုတ်ဆန်းအခုချက်ချင်းနောက်ဆုတ်မဟုတ်ရင်ဒီကောက်ကိုပြစ်တက်လိုက်မယ်ငါသတိပေးနေတယ်နော်လို့ဓမြကអော်ပါတယ်အဲ့ဒီအချိန်မှာ Eric ကသူ့ရဲ့စူပါအမြင်အာယုံနဲ့ဓမြရဲ့အားနည်းချက်ကိုကြည့်လိုက်ပါတယ်ပြီးတော့အားနည်းတဲ့နေရာလက်ကောက်ဝတ်မကောင်းဘူးဘယ်တော့မှမချက်တဲ့အယိုးအကွဲရလို့တွေးပြီးဓမြကိုအလွယ်လေးနှိမ်နှင်းလိုက်ပါတယ်ပြီးတော့နိုင်ကိုကောက်ယူပြီးဒီတစ်ခုကပြည့်စုံတယ်ကျွန်တော်ဒါကိုပဲယူမယ်ကျွန်တော်စကားပြောချင်ပါသေးတယ်ဒါပေမဲ့ကျွန်တော်ရဟတ်ရင်ရောက်နေပြီပြီးတော့ကျွန်တော်ရဲ့ပထမဆုံးကြောင်းတက်ရက်ကိုနောက်ကျလိုက်မယ်လို့ပြောပြီးထွက်သွားလိုက်ပါတယ်တက်တော်ဆောင်တွေက boss လို့အလေးပြုလိုက်ကြပါတယ် Eric တယောက်ကျောင်းမှာဘလို့တွေကြုံတွေ့ရအောင်မလဲဆိုတာဆက်လက်စောင့်ကြည့်နိုင်ဖို့အတွက်အကောင့်လေးကို follow လုပ်ထားကြဖို့မမေ့နဲ့အောင်တော့